ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1စာအုပ်၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစအုပ်၌ဘုရားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံမယူယောဟန်အမည်ရှိသောသူတစ်ယောက်ကိုဘုရားသခင်စေလွှတ်တော်မူ၏ထိုသူကိုလူအပေါင်းတို့သည်အမိပြု၍ယုံကြည်ခြင်းသို့ရောက်မည်အကြောင်းထိုသူသည်သက်သေခံဖြစ်၍အလင်းတော်၏အကြောင်းကိုသက်သေခံခြင်းငှာလာ၏ထိုသူသည်အလင်းတော်မဟုတ်အလင်းတော်၏အကြောင်းကိုသက်သေခံခြင်းငှာသာလာ၏ဟုတ်မှန်သောအလင်းမူကားဤလောကသို့ကြွလာလျက်ခတ်သိမ်းသောလူအပေါင်းတို့အားအလင်းကိုပေးတော်သူဖြစ်သည်ထိုသူသည်ဤလောက၌ရှိတော်မူပြီးဤလောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်လည်းဤလောကသည်ထိုသူကိုမသိသူသည်မိမိဒေသအရပ်သို့ကြွလာတော်လဲမိမိလူမျိုးတို့သည်သူ့ကိုလက်မခံဘဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူဒီဟုသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်မေထုံတန်ဝါဒအဖြစ်ဖွာသောသားမဟုတ်လူအလွန်လျောက်ဖွာသောသားမဟုတ်ဘုရားသခင်ဖွာတော်မူသောသားဖြစ်သည်နှုတ်ကပတ်တော်သည်လည်းလူစားတိအဖြစ်ကိုခံယူ၍ယေရှုတော်နှင့်၎င်းသေစာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမည်းတော်၌တပါးသည်သောသားတော်၏ဖုံးကဲ့သို့သူ၏ဖုံးတော်ကိုငါတို့သည်မြင်ကြရပြီယောဟန်သည်ထိုသခင်၏အကြောင်းကိုသက်သေခံ၍ကြွေးကြော်သည်ကားငါနောက်ကြွလာသောသူသည်ငါမရှိမီရှင်းနေသည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်သည်ဟုငါဆိုရာ၌ထိုသူကိုဆိုလိုသည်ဟုသက်သေခံလေ၏ထိုသူ၏ပြည့်စုံခြင်းမှလည်းယေရှုတော်ဘာ၌ထပ်ဆင့်၍ယေရှုတော်ဘာကိုငါတို့ရှိသမျှသည်ခံရရပြီအကြောင်းမူကားပညာတရားတော်ကိုမောရှေလက်တွင်ပေးတော်မူ၏ယေရှုတရားနှင့်သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဘူးတော်လဲခမည်းတော်၏ရင်ဝင်၌ရှိသောတပါးတည်းသောသားတော်သည်ဘုရားသခင်ကိုထင်ရှားစေတော်မူပြီယူဒလူတို့ကတင်းသည်အဘယ်သူနည်းဟုယောဟန်ကိုမေးမြန်းစေခြင်းငှာယေဘရဟိတ်နှင့်လေဝိလူတို့ကိုယေရုရှလင်မြို့မှဆင်လွှတ်သောအခါယောဟန်သည်သက်သေခံလေသည်မှာငါသည်ခရစ်တော်မဟုတ်ဟုထိန်ဝဲခြင်းမရှိအတိအလင်းပြောဆို၏ထိုသူတို့ကလည်းတို့ဖြစ်လေတင်းသည်အဘယ်သူနည်းအေလိယဖြစ်သလောဟုမေးပြန်၏ယောဟန်ကငါသည်အေလိယမဟုတ်ဟုဆို၏ဤမည်သောပရောဖက်ဖြစ်သလောဟုမေးပြန်လျင်မဟုတ်ဟုဆိုပြန်၏ထိုသူတို့ကလည်းတင်းသည်အဘယ်သူနည်းငါတို့ကိုဆေလွတ်သောသူတို့အားပြန်လျှောက်เสียရှိစေခြင်းကတင်းသည်ကိုအဘယ်သို့ဆိုသနည်းဟုမေးပြန်ကြ၏ယောဟန်ကလည်းငါသည်ပရောဖက်ဟေရှာယဟောပြောသည်နှင့်အညီထာဝရဘုရား၏လမ်းခီးတော်ကိုဖြောင့်စေကြလော့ဟုတော၌ဟစ်ကြော်သောသူ၏အတန်ဖြစ်သည်ဟုဆို၏အစေခံသောသူတို့ကဖာရိရှဲဖြစ်ကြသည်ထိုသူတို့ကလည်းသင်သည်ခရစ်တော်မဟုတ်အေလိယမဟုတ်ဤမည်သောပရောဖက်မဟုတ်သည်မှန်လျင်အဘယ်ကြောင့်ဗတ္တိဇာကိုပေးသည်နည်းဟုမေးပြန်ကြ၏ယောဟန်ကလည်းငါသည်ရေ၌ဗတ္တိဇံကိုပေး၏သင်တို့လည်း၌သင်တို့မသိသောသူတယောက်ရှိ၏ထိုသူသည်ငါနောက်ကြွလာတော်လဲငါထက်သာ၍ကြီးမြတ်၏ထိုသူ၏ခြေနှင်းတော်ကြိုးကိုမျှဖြည့်ခြင်းကငါမထိုက်ဟုပြန်ပြော၏ယောဟန်သည်ဗတ္တိဇံကိုပေးရာအရပ်ယော်ဒန်မြစ်တစ်ဖက်ဘေသနိရွာ၌ဤအမှုအရာဖြစ်သည်။လက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လျင်ဤလောက၏အပြစ်ကိုဆောင်သောဘုရားသခင်တိုးတငယ်ကိုကြည့်လော့ငါမရှိမီရှင်းနေသည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်သောသူသည်ငါနောက်ကြွလာသည်ဟုငါဆိုရ၌ထိုသူကိုဆိုလို၏အစကထိုသူကိုငါမသိသို့တော်လည်းထိုသူကိုဣသရေလလူတို့အား
ထင်ရှားစေခြင်းကငါသည်ရေ၌ဗတ္တိဇံကိုပေးလျက်လာ၏ထိုမှတပါဝိညာဉ်တော်သည်ကောင်းငင်မှဂျိုးငယ်ကဲ့သို့ဆင်းသက်၍ထိုသူ၏ပေါ်၌နားတော်မူသည်ကိုငါမြင်ရပြီအစကထိုသူကိုငါမသိရေ၌ဗတ္တိဇံကိုပေးစေခြင်းကငါကိုဆေလွတ်တော်မူသောသူကအကျဉ်သူ၏ပေါ်၌ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကိုသင်သည်မြင်လျင်ထိုသူကတန်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုပေးသောသူပေသည်ဟုမိန့်တော်မူသည်နှင့်အညီငါသည်မြင်၍ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုတတ်သိခံသည်ဟုယောဟန်ဆိုလေ၏တဖန်ယောဟန်သည်နက်ဖြန်နေ့၌တပြည့်နှစ်ယောက်တို့နှင့်အတူရပ်နေ၍ယေရှုကြွတော်မူသည်ကိုမြင်လျင်ဘုရားသခင်၏သိုးတငယ်ကိုကြည့်လော့ဟုဆို၏တပြည့်နှစ်ယောက်တို့သည်ထိုစကားကိုကြားလျင်ယေရှုနောက်တော်သို့လိုက်ကြ၏ယေရှုသည်လှည့်၍ထိုသူတို့လိုက်ကြသည်ကိုမြင်တော်မူလျင်အဘယ်လိုရှိသနည်းဟုမေးတော်မူ၏ထိုသူတို့ကရဘီကိုတော်သည်အပမာနေတော်မူသည်ဟုမေးလျောက်ကြ၏ရဘီအ내ကအရှင်ဖျားဟုဆိုလိုသည်ယေရှုကလည်းလာ၍ကြည့်ကြလော့ဟုမိန့်တော်မူ၏ထိုသူတို့သည်တွား၍နေတော်မူရာအရပ်ကိုကြည့်ကြ၏ထိုအချိန်သည်10 နာရီအချိန်ဖြစ်၍မိုးချုပ်သည့်တိုင်အောင်အထံတော်၌နေကြ၏ယောဟန်၏စကားကိုကြား၍နောက်တော်သို့လိုက်သောသူနှစ်ယောက်တို့တွင်တယောက်ကရှိမုန်ပေတရုညီအန္ဒြေပေတည်းထိုသူသည်မိမိအကိုရှိမုန်ကိုရှေ့ဥစွာတွေ့လျင်ငါတို့သည်ယေရှုကိုတွေ့ကြပြီဟုပြောဆိုလျက်သူ့ကိုယေရှုထံသို့ပို့ဆောင်လေ၏မေရှိအနကခရစ်တော်ဟုဆိုလိုသည်ယေရှုသည်ထိုသူကိုကြည့်ရှု၍သင်သည်ယောနာ၏သားရှိမုန်ဖြစ်၏ကေဖအမည်သစ်ကိုရလတံဟုမိန့်တော်မူ၏ကေဖအနကပေတရုဟုဆိုလိုသည်။နေ့ပြန်နေ့၌ဂါလိလဲပြည်သို့ကြွခြင်းကအလိုတော်ရှိလျင်ဖိလိပ္ပုကိုတွေ့၍ငါနောက်သို့လိုက်လော့ဟုမိန့်တော်မူ၏။ဖိလိပ္ပုကအန္ဒြေနှင့်ပေတရုမွေးဖွားရာဗက်ဇဲရမြို့မှလာသောသူဖြစ်သည်။ဖိလိပ္ပုသည်နာသနေလကိုတွေ့လျင်မောရှေသည်ပညတ္တိကျမ်း၌၎င်းပရောဖက်တို့သည်သူတို့ကျမ်း၌၎င်းအကြောင်းပြု၍ရေးထားသောသူနာဇရက်မြို့သားဖြစ်သောယောသပ်၏သားယေရှုကိုငါတို့သည်တွေ့ကြပြီဟုဆို၏နာသနေလကလည်းနာဇရက်မြို့ကကောင်းသောအရာတစ်စုံတစ်ခုမျှထွက်နိုင်သလောဟုမေးလျင်ဖိလိပ္ပုကလာ၍ကြည့်ပါဟုဆို၏နာသနေလလာသည်ကိုယေရှုသည်မြင်တော်မူလျင်လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သောဣသရေလလူစစ်ကိုကြည့်လော့ဟုထိုသူကိုအမှတ်ပြု၍မိန့်တော်မူ၏နာသနေလကလည်းကိုတော်သည်အဘယ်သို့သောအားဖြင့်အကျွန်ုပ်ကိုသိတော်မူသနည်းဟုမေးလျှောက်တော်ယေရှုကဖိလိပ္ပုသည်သင်ကိုမခေါ်မီသင်သည်သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကိုငါမြင်သည်ဟုပြန်၍မိန့်တော်မူလျင်အရှင်ဖျားကိုတော်သည်ဖျားသခင်၏သားတော်ဖြစ်တော်မူ၏ဣသရေလလူတို့၏ရှင်ဘုရင်လည်းဖြစ်တော်မူ၏ဟုနာသနေလလျှောက်လေ၏တဖန်ယေရှုကသင်္ဘောသဖန်းပင်အောက်၌သင်ကိုငါမြင်သည်ဟုဆိုသောကြောင့်ယုံသလောထိုမြမကသင်သည်သာ၍ကြီးစွာသောအကြောင်းအရာကိုမြင်လက်တံသင်တို့အားငါအမှန်ကန်ဆိုသည်ကားနောင်ကာလ၌ကောင်းကင်ဖွင့်လှစ်သည်ကို၎င်းဘုရားသခင်၏ကောင်းကင်တမန်တို့သည်လူသား၏အပေါ်၌ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်းသင်တို့သည်မြင်ရကြလတံဟုမိန့်တော်မူ၏